အနေနဲ့ကကျွန်တော်မိတ်ဆွေပြိတ္တာများရွှေစကားရဲ့ပြိတ္တာများအားလုံးကိုစိတ်နှပြကျမ်းမာသည်တဲ့ကျမ်းမာအောင်ချမ်းသာသည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေကံဉဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုပန်တော်မူနိုင်ကြပါစေလို့လှိုက်လဲမြတ်တာဘုရားအလုပ်ကိုဆက်သားလိုက်ပါတယ်ခင်ဗျာတရင်အခြေတအားကြီးတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်2026ခုဇန်နဝါရီလ1လတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ်ကိုပေဖြစ်တော့ခံခဲ့ရသမျှအခုတူဖြစ်တဲ့အလဲကိုရောက်လာတာကန္နကားတွေပွင့်အဖက်ဘက်ကအချင်းကြီးခွန်းလန်းကောင်းတွေပေါ်ပေါက်လာတော့မယ်ကိုယ့်ဘက်ကတော့ငွေအားလူအားအကြံဉာဏ်အပညာအားတွေယင်းဒီစိုက်တော့မြုံနှံပြီးတော့ကြိုးစားရရှိတာကြိုးစားရမှာပေါ့နော်ကိုယ့်ဘက်ကသာကြိုးစားလို့ကတော့အောင်မြင်မဲ့အချိန်ရောက်ပြီအဲ့တော့ပတ်စံအိမ်ကြီးပြောင်းကင်ပြီးတော့ဒါအားပါတွေကပျော်ပါကြိုးစားပြီတော့လို့တနေ့တွေသားမိတ်ဆွေများအတွက်ဝမ်းသာအရာတိုက်တွန်းလိုက်ပါတယ်အလောက်ကနေကောင်းလာလိမ့်မယ်အထူးသဖြင့်အကြောင်းကြောင့်ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့ခဲ့သောလုပ်ငန်းဟောင်းရွေချက်ဟောင်းတွေပြန်အောင်မြင်တတ်တယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံဘက်တွေနဲ့ပြန်လဲဆုံစည်းရတတ်တယ်ဒါကြောင့်ငွေကြီးကိစ္စတွေပဲစူးစမ်းမလားငွေစုဖို့စူးစမ်းမလားရွှေရတနာပစ္စည်းလက်ဝက်လက်စားကိစ္စကားတို့ရင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်အလှမင်္ဂလာပေါ်လန်းတဲ့အစီအစဉ်ဒါတွေလည်းအောင်မြင်မဲ့အချိန်ရောက်လာပြီတာသမီအောက်လက်ငယ်သားမောင်နှမများနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်များလည်းအောင်မြင်တတ်ပါတယ်ဘေးကမနာလို့အပြိုင်ဆိုင်ဖြစ်လာအောင်ကိုပဲအောင်မြင်မှုကြီးပါလိမ့်မယ်လောကကြီးကလည်းလေကို့မှာအဆင်မပြေတော့လည်းမပြေလို့ပြေပြန်တော့လည်းပြေပြန်လို့ဆိုပြီးဟိုလူကအမြင်ကတ်တယ်လို့ဒီလူကကြည့်မရဘူးတို့အဲ့မှာအတို့အထောင်ကြောက်တုံးအမှုပါကြားညက်ဆိုလေးတွေရှိလာတတ်ပေမဲ့ကို့အလှရောက်ပြီဖြစ်ပါတော့ကြောင့်တနင်္ဂနွေသားမိတ်ဆွေများတို့ရေကဲလုံကြီးသားတိုးတင်းဝဲလိုရရင်လည်းကြောက်မှကြိုက်ပြီးတော့ဒါပျော်ပါကြိုးစားပြီးတော့တိုက်တွန်းလိုက်ပါတယ်ဗျာဒီလိုကာလမျိုးမှာအရေးကြီးတဲ့ကိစ္စကြီးတွေရှိတဲ့အခါတွေမှာပေါ့နော်အဲ့လိုရက်တွေမှာကံရဲ့အပံမိုးရဖို့ဆိုရင်အစိမ်းရောင်တို့အဖြူရောင်တို့ငွေရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရေခွက်လေးတစ်ခွက်အစင်ပြေတဲ့တော့ရေခွက်လေးတစ်ခွက်နဲ့ရောင်းနေတဲ့ပစ္စည်းမှန်သမျှဘာပစ္စည်းပဲရောင်းရင်အရေခွက်လေးနဲ့တို့ခောက်ပြီးဆူတောင်းတတိယတိုင်းခောက်အားတိုင်းသာခောက်နေပြီတော့နော်နောက်ဒီကာလမှာကိုယ့်အတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေဥပမာဆိုပါတော့အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်အခန်းနံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတွေသတ်မှတ်မယ်အချိန်ရက်တွေရွေးမယ်ဆိုရင်တနင်္ဂနွေသားသမီးများအတွက်နှစ်ကဏ္ဍလေးကဏ္ဍနေရာကံကောင်းလက်ရွှင်စေပါလိမ့်မယ်ဒီလိုကာလမျိုးမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကကံရဲ့အပံမိုးရဖို့ဆိုရင်ကလေးတွေပျော်သွားအောင်မုံဝေကျွေးတဲ့ကုသိုလ်ပြုလုပ်ပါဗျာအိမ်ကြီးချင်းကလေးတွေရက်ွက်တဲ့ရွာတဲ့လမ်းတွေကလေးတွေနော်ဆွေမျိုးသားချင်းကလေးတွေတယောက်ဖြစ်ဖြစ်ကိုယ်အတိုင်းနဲ့ကိုယ်ပေါ်တန်းနေသလားကလေးတွေပျော်သွားရင်ကိုယ့်ကြောင့်ကလေးတွေပျော်သွားရဆိုရင်ကိုယ်မှလည်းကံပွင့်လက်ပွင့်အောင်တတ်ရပါလိမ့်မယ်ဒါကြောင့်တနင်္ဂနွေသားသမီးမိတ်ဆွေများကလေးတွေကိုပျော်သွားအောင်မုံဝေကျွေးတဲ့ကုသိုလ်လေးပြုပြီးတော့ဒီလိုကာလမှာကံရဲ့အပံမိုးရရှိကြပါစေခင်ဗျာ